မင်္ဂလာပါကျွန်တော်အောင်ကိုလက်ပါကျွန်တော်ရဲ့တီးချစ်ပရိသတ်တွေနဲ့18နှစ်လုံးလုံးခွဲခွာခဲ့ရပါတယ်အဲ့ဒီ18နှစ်မှာကျွန်တော်ကတခြားအမှုပညာရပ်တွေနဲ့ပဲဘဝကိုရှောင်လန်းခဲ့ရပါတယ်ဒါပေမဲ့ဒီစတေတမတီးထုတ်လို့ရနေပြီးတော့ထုတ်လို့တဲ့ဒီ series လေးမှာကျွန်တော်ရဲ့နှစ်ပေါင်းများစွာကရေးဆက်ခဲ့တဲ့ကိုပိုင်တန်စင်ခေါင်းလောင်းလေးတွေမိနေပြီဆိုတဲ့ချင်းနဲ့ပြန်လဲဆိုပြီးတော့တီးဆိုခွင့်ရတဲ့အတွက်စုံစည်းခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ